ကျွန်တော်တို့ဒီမှာ quantity ထည့်မှာပေါ့နော်အဲ့တော့ quantity ထည့်လိုက်မယ်သူဘယ်နှခုဝယ်လဲပေါ့နော် customer ဝယ်လဲ quantity ကိုထည့်လိုက်မှာ quantity ထည့်လိုက်တာနဲ့ဒီဘက်မှာကျွန်တော်တို့ဘာပြစ်ချင်တာလဲ amount calculate auto calculate နော် auto calculate လုပ်ချင်အဲ့တော့ညီမချင်း quantity အမြောက် price ထည့်ထားလိုက်ရုံပဲအောက်ကိုဆွဲချထားပေါ့နော်ဆွဲချထားတဲ့အခါမှာ quantity တွေ price တွေမရှိတဲ့ဟာတွေဆိုတော့ဘာဖြစ်နေ error တက်မှာပေါ့နော်အဲ့တော့ဒီလိုမျိုး error မတက်ချင်ဘူးဆိုရင်ကျွန်တော်တို့က if နဲ့ခံထားမယ် if and ဘာလို့ and ကိုသုံးတာလဲဆိုတော့ကျွန်တော်တို့ quantity ရောနှစ်ခုလုံးမခုနှစ်ခုလုံးရှိမှာပဲ score အလုံးလုံးပါဆိုပြီးတော့ကျွန်တော်တို့က logic ကိုတိုးပြီးတော့တိတိကျကျထည့်ထားမယ်ထည့်ပြီးတော့ရင် comma မဟုတ်ရင် nati ဆိုပြီးထည့်လိုက်အဲဆိုရင်အောက်ကိုတွက်เสียမရှိတော့ဘူးမတွက်တော့ဘူးเนาะဥပမာကျွန်တော်တို့ပစ္စည်းတွေထဲမှာပေါ့နော်ပစ္စည်းတွေထဲမှာ list ထဲမှာဥပမာ noodle လာဝယ်တယ်ဆိုပါစို့ noodle ဆိုရင်ကျွန်တော်တို့ရဲ့ကုတ်ကတီးပြီးသားဘာလို့သွားမှာလဲ and လို့သွားမှာဟုတ်တယ်နော် noodle ဆို and ဒါဆို keyboard က and ကိုရိုက်လိုက်တာနဲ့ and နဲ့ကြားတာဟာကြားသွားမယ် noodle လေးလိုရွေးလိုက်မယ် spicy အဲ့တော့ကျွန်တော်တို့3ဖာဆိုရင်3ဖာလို့ရိုက်လိုက်တာဒီနဲ့ပတ်သက်တဲ့အချက်လက်ကြားလာဟုတ်ပြီနော်အဲ့တော့ဒီလိုကြားလာပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ်ဒီပုံမှာဘာဖြစ်ရမလဲဆို amount တွက်ပြီးသားဖြစ်ရเนาะအဲ့တော့ညီမချင်း sum sum ဒီကနေပြီးတော့အစအနေအဆုံးထိ amount တွေအကုန်လုံးတွက်ပေးထားပါအဲ့ကိန်းကနန်းကနည်းနည်းလေး amount များတယ်ဆိုတော့ကြည့်ရတာအဆင်မပြေဘူးအဲ့တော့ဘာလုပ်ထားမလဲဆိုကျွန်တော်တို့ comma ကုတ်ထားလိုက်မယ်เนาะ comma ကုတ်ပြီးတော့ space လုပ်ထားမယ်ဒါကကျွန်တော်တို့ကဘာတွေနဲ့သုံးထားလဲဆိုတော့ function တွေသုံးထားတာเนาะဒီမှာ function တွေနဲ့သုံးထားတာဟုတ်တယ်မဟုတ်လားအဲ့တော့ function တွေနဲ့သုံးထားတာက and တော့နည်းနည်းများတယ်အဲ့ဒီများတယ်ပေါ့ user အမှားမခံဘူးဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ကတခုခုမှားပြီးတော့ log တော့ခတ်ထားဖို့လိုတာပေါ့နော် amount နေမှာ log ခတ်ထားဖို့လိုတာပေါ့ log မခတ်ရင်တခုခုမှားဖြစ်လိုက်တာနဲ့ဒီကောင်ကလုံးဝပြတ်သွားမှာ function မှာပြတ်သွားမှာဆိုနောက်တစ်ခါသုံးလို့မရတော့ပေါ့လားဟုတ်ပြီနော် function ဖြစ်တဲ့အတွက်ဒီအကွက်ကိုဥပမာကျွန်တော် delete နဲ့သွားဖြတ်မိရယ်ဆိုရင်နောက်တစ်ခါဒီမှာတွက်လို့မရတော့တွေ့လားအသေးဖြစ်ဟိုလုံးဝ you blank save ဖြစ်သွားတာဒါ function နဲ့မလို့ပေါ့နော်ကျွန်တော်တို့ဟို VBA ကုန်းနဲ့ထည့်ထားမယ်ဆိုတော့သူကအဲ့လိုမျိုးမဟုတ်ဘူးဥပမာကျွန်တော်ပြမယ်ဒီနေရာမှာ VBA ကုန်းကြတော့တစ်ခုထည့်လိုက်တယ်ဆိုပါစို့တစ်ခုထည့်လိုက်တယ်ဆိုရင်သူ့နေရာမှာ quantity ထည့်လိုက်တာနဲ့တန်းပြီးတော့မြောက်ပြီးသားအဲ့ဒီမှာဆိုရင် तू ကကုန်းနဲ့သွားတာဖြစ်တဲ့အတွက်ဒီမှာ formula function ရှိသလားမရှိဘူးတွေ့လား9600ဆို9600လို့ပဲပေါ်တယ်သူ့ကိုဖြတ်ပလိုက်ဖြတ်ပြီးတော့ဒီနေရာမှာ delete နဲ့ဖြတ်လိုက်ဘလို့မှဖြတ်လို့မရဘူးအဲဒါလိုဖြတ်မပြတ်ဘူးเนาะမပြတ်တယ်လို့ဒီဘက်ကဖြတ်လိုက်ရင်တော့ तू ကအလုံးမလုံးတော့ဒါဆိုရင်ဖြတ်လို့ရတယ်ကြည့်ကျွန်တော်ဖြတ်ပြမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့ဖြတ်ပြီးတော့ပြန်အလုံးလုံးရိုက်ထည့်လိုက်ရင်အလုံးလုံးပါပဲအသေးမဟုတ်ဘူးအမောက်မှာဆိုလည်းကြည့်ထားဘာ function မှမပါဘူးဒီမှာ9600ဆို तू လည်း9600ပဲတကယ်လို့ဒီမှာတိုးကြည့်လိုက်သူဒီဟာကိုသွားဖြတ်လဲပြတ်သွားပြီဒါပေမဲ့ဒီနေရာမှာပြောင်းလိုက်တာနဲ့ तू ဘာလုပ်ပြီးသားဖြစ်မှာလဲတွက်ပြီးသားပဲ तू ကကြတော့နောက်ွယ်ကနေပြီးတော့ဘာလုပ်ပြီးသားလောက်ထားလဲဆိုတော့ calculate လောက်ထားတာပေါ့နော် basically ဒီကုတ်ထဲမှာဥပမာကျွန်တော်တို့အခုဆိုရင်ဆေးရှိဆိုပါစို့ဆေးရှိထဲမှာဆိုရင်တခုခုအပြောင်းလဲလုပ်လိုက်တာနဲ့ဘာတွေလုပ်ပေးပါတော့ sum လုပ်ပေးပါပေါင်းပေးပါ lookup လုပ်ပေးပါမြောက်ပေးပါဒီလိုမျိုးကျွန်တော်တို့ဘာလုပ်ထားလဲဆိုတော့တစ်ခါရဲထည့်ပြီးထားပြီးသားတော့ဗောလား G column နဲ့ H column နဲ့ကိုမြောက်ပေးပါ G column နဲ့ H column ဆိုတာက G ဆိုတဲ့ quantity နဲ့ H ဆိုတဲ့ပါလဲ price ကိုမြောက်ပေးပါဘယ်မှာမြောက်မှာလဲဆို I column မှာမြောက်ပေးပါဒါဆိုရင်ကျွန်တော်တို့ဒီမှာရေးထားကြည့်လိုက် me.cell row number I column ကမှာအဖြေထွက်ပေးပါဘယ်ဟာနဲ့အဖြေထွက်ပေးပါလဲဆို G column နဲ့ H column အဖြေထွက်ပေးပါဒီလိုမျိုးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကနောက်ွယ်မှာရေးပေးထားတာဖြစ်တဲ့အတွက်ဘယ်လောက်ဖြစ်မပြတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကအခုက function formulas နဲ့သွားထားတာဖြစ်တဲ့အတွက်အဖြတ်လို့တော့မရဘူးဒါပေမဲ့ဒီနည်းနဲ့မကောင်းဘူးလားဆိုကောင်းတယ်လွယ်တယ်ဒါကိုဖြတ်မရအောင်ကျွန်တော်တို့ lock ခတ်တဲ့နည်းနဲ့သင်ထားတာရှိတယ်ဟုတ်တယ်နော် okay ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီနေရာမှာ number စဉ်တွေကတော့ auto မတက်ပါဘူး sorry ဒီတိုင်းအသေးမထားပါဘူး auto တက်တာကောင်းပါတယ် auto တက်တာတော့တိတ်မခတ်ပါဘူး id ကုတ်ပေါ်မူဒီမှာဆိုတော့ d11 ပေါ့နော် d11 equal nati comma nati
count A D11 to D11 နံပါတ်စဉ် auto တက်တဲ့ခါမှာအရေးကြီးဆုံးကရှေ့ရ range ကို lock ခတ်ထားဖို့လိုတယ် lock ခတ်ပြီးတော့အောက်ကိုဆွဲချမယ်ဟုတ်ပြီနော်အဲဒီနေရာမှာတစ်ခုရွေးလိုက်တာနဲ့သူလုံးလုံးသွားပြီ penalty ထည့်လိုက်တာနဲ့ amount ကလည်းတက်သွားလိမ့်မယ်ရမယ်နော်date ကတော့ကျွန်တော်တို့ကရောက်နေတဲ့ date အတိုင်းပဲထည့်ကျင်တာဖြစ်တဲ့အတွက်အဲ့နေရာမှာ today နဲ့ auto လုံးခိုင်းထားမယ်ရောက်နေတဲ့ date ကိုပေါ်ခိုင်းမယ်နော်ပြီးရင် customer name ဥမာဥဖိုးခန့်လို့ရေးလိုက်တယ်အောက်ကနေပြီးတော့ဖုန်းနံပါတ်ကျွန်တော်တို့ရေးထားလိုက်မယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က309ရေးလို့ရလားမရဘူးနော်3ရေးလို့မရမရရင် format မှာကျွန်တော်တို့ဘာသွားပြောင်းမလဲဆိုတော့ dash format ပြောင်းမယ်ဆိုရင်တော့3ရေးလို့ရတယ်ပေါ့နော်ပြီးရင်လိပ်စာရေးမယ်ဒီလိုမျိုးရေးလိုက်ရင်ရဟုတ်ပြီနော်အဲ့တော့ဒီ data ကိုကျွန်တော်တို့ကဒီဘက်မှာရှေ့သက်ခေါ်ပြီးတော့ sales list ပေါ့ sales list ဆိုရရှိတယ်ကို sales data လို့ပဲရေး sales list လို့ပဲရေးကြိုက်တယ်လို့ရေးလို့ရတယ်နော်ဒီမှာ purchase data ဆိုရင်ဒီမှာကျွန်တော်တို့ sales data လို့ရေးလည်းရပါတယ်ကိုပေးချင်တဲ့နာမည်ပေးလို့ရတယ် sales data ပေးပြီးရင်တော့ပြင်လို့မရတော့ဘူးနော်ကျွန်တော်တို့ပုံမှန် Excel လို့ကိုနာမည်ပြောင်းပြီးလိုက်ပြင်တော့မရဘာကြောင့်လဲဆိုတော့နောက်ွယ်မှာကျွန်တော်တို့ကဘာလုပ်ထားရလဲpurchase ဆိုရင် purchase data လို့ရေးပြီးသားဒီရှိပါလို့ပြောပြီးသားအကယ်နာမည်တော့ပြောင်းရင်ဒီမှာပါလိုက်ပြောင်းမှရမပြောင်းရင်သူကလိုက်ပြောင်းအလုပ်လုပ်မှာမဟုတ်တော့ဟုတ်ပြီနော်โอเคအဲ့တော့ C ဆိုတော့ C နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ item code ကဘယ်မှာရှိလဲ D column မှာရှိတယ်အဲ့တော့ D column ဒီတိုင်းလေးပဲကျွန်တော်တို့ copy ကူးလိုက်မယ် copy ကူးပြီးတော့ဒီ 33 ပုံ D4 မှာ paste လုပ်လိုက်မယ် value နဲ့ဒါဆို item code item name quantity price amount ဒါကတော့အတူတူပဲသူ့ရဲ့နောက်မှာမှကျွန်တော်တို့ထပ်ပြီးတော့ခေါင်းစည်းတွေမှာထပ်ထည့်ခေါင်းစည်းကဘယ်သူရှိမလဲဆိုတော့ name ရှိမယ်ဟုတ်တယ်မလား customer name phone number address ဒါဆိုရင်ခေါင်းစည်းနေရာမှာကျွန်တော်တို့က customer name phone number address payment type date ဒါလေးရှိမှာဟုတ်ပြီနော်payment type date တွေရှိမယ်ရပြီဒီလိုရပြီဆိုရင်အဲ့ဒီအတိုင်းဖြည့်ရမှာပေါ့နော်ဖြည့်တဲ့အခါမှာနည်းနည်းလေးတော့သတိထားရမှာပေါ့နော်ဘယ်လိုသတိထားရမလဲဆိုတော့ဒီဆေးတွေကတော့ဗျာအခုရောင်းထားတဲ့ item code တွေ price တွေ amount တွေကတော့ဘယ်သူတယောက်တည်းပဲဥပိုးခန့်တယောက်တည်းပဲဝယ်ထားတာဟုတ်ပြီနော်သူတယောက်တည်းပဲဝယ်ထားတာဒါဆိုရင်ဒီစင်ရင်ရမှာသွားပြီးစေ့လိုက်တယ်ဆိုတော့ဥမာကျွန်တော်ဒါကြီးကို copy ကူးလိုက်မယ် copy ကူးပြီးတော့ဒီနေရာမှာ paste လုပ်လိုက်မယ်ဗျာအဲ့တော့ဒီနေရာမှာဒီလိုသွားစီရ customer name နေရာမှာကျတော့အဲ့ဒီဥဖိုးခန့်အကုန်လုံးကဥဖိုးခန့်ဖြစ်ရမယ်ဒီနောက်က data တွေကသူတယောက်တည်းဝယ်ထားတာဖြစ်တဲ့အဲ့ဒီ data တွေကဘာလုပ်နေမှာနေမှာအတူတူဖြစ်နေရမှာဟုတ်ပြီနော်သဘောပေါက်လားမတူလို့မရတူနေမှရဒါမှသာလျှင်ကျွန်တော်တို့ကဥမာ return ပြန်လာတယ်ပေါ့နော် customer voucher ပြန်စစ်ခိုင်းတယ်ပေါ့ဒါအဲ့လိုမျိုးဆိုရင်ပြန်လာတယ်ဆိုရင်ပြန်စစ်တယ်ဆိုရင်ဘာလို့ရအောင်လို့လဲကိုက်အောင်လို့ကိုက်ညီအောင်တော့ပေါ့လားကိုက်ညီအောင်လို့နော်အဲ့ date တို့ဘာလို့ထည့်ပြီးနောက်ထပ်ဘာထည့်လို့ရအောင်မလဲဆိုတော့ amount တို့ဘာလို့အောက်မှာထည့်ပြီးတော့ဒီနေရာမှာနောက်တစ်မျိုးဘာထည့်လို့ရအောင်မလဲ invoice number တို့ဘာလို့ထည့်လို့ရတယ်တော့ပေါ့လား invoice number ထည့်လို့ရတယ် invoice number ဆိုတာကျွန်တော်တို့ voucher number ထပ်ထည့်ထားမယ်ဆိုရင်အဲ့ voucher number အတိုင်းပဲကျွန်တော်တို့ဘာထပ်လုပ်အောင်မလဲဟဲ့ပေါင်းတီးတစ်ခုထည့်ပေးရvoucher number တစ်ခုထည့်အောင်ဘာကြောင့်မလို့ voucher number ထည့်ဖို့လိုလားလဲအဲ့ဒီ item ကိုပဲနှစ်ခါသုံးခါဒီလူကပဲဝယ်နိုင်တယ်လေအဲ့ဒါကြောင့် voucher နဲ့ပြန်ပြီးတော့ခိုင်းတာလားတကယ်လို့ဥမာ customer ကဥမာဒီ voucher လေးရဲ့ဆင်းပေါင်းတာမှားတာပဲဖြစ်ဖြစ်ဒီ voucher အတိုင်းပဲဝယ်ထားပြီးတော့ပစ္စည်းမပါလာတာဖြစ်ဖြစ်ဟုတ်လားတော့ပေါ့လားဟုတ်ကဲ့အဲ့လိုမျိုးဆိုရင်ဥမာဗျာပစ္စည်းတစ်ခုဖုန်းတစ်ခုလာဝယ်တယ်ဆိုရင်အဲ့ရွှေဆိုင်တစ်ခုခုမှာတစ်ခုခုပြန်လာဝယ်
ဒီဘောင်ချာနဲ့ပဲဒီပစ္စည်းကအမခံပေးထားတယ်ဆိုပြန်လာတယ်ဆိုရင်ကျွန်တော်တို့သူဝယ်ထားတာဘယ်ချိန်ပါစင်းကိုပြန်ရှာချင်တယ်ဆိုဘာလုပ်မလဲသူရဲ့ invoice မှာပါလာတဲ့ invoice number ကိုရိုက်ထည့်လိုက်တာနဲ့သူဝယ်လာတဲ့ data ကိုပြန်ပြီးတော့ကြားချင်တာရမလား ဟုတ်ကဲ့ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာတစ်ခုခုတိုးမှာပေါ့နော်အဲ့တော့ date ကိုဖြုတ်ရင်လည်းဖြုတ်ထားလိုက်မယ်နော်မဖြုတ်ရင်တော့ကျွန်တော်တို့ကနောက်ထပ်ဒီနေရာမှာ invoice number ဆိုပြီးတော့အပေါ်မှာတစ်ခွက်ခွက်တိုးရမှာပေါ့တော့ပေါ့လားဥပမာကျွန်တော်တို့ဒီနေရာမှာတစ်ခွက်တိုးလိုက်မယ် insert ထပ်ပြီးတော့ insert လုပ်မှရမယ် insert နော် insert လုပ်ပြီးတော့ဒီကောင်ကိုပဲ copy control နဲ့ဖိပြီးတော့အပေါ်တစ်ခွက်ကိုကူးလိုက်မယ်ဒီခွက်လေးကိုချင်းချင်းလေးလုပ်လိုက်မယ်ဒီနေရာမှာ customer name နေရာမှာ invoice number ဒီလိုမျိုးပေါ့ရမလားဟုတ်ပြီအဲ့တော့ invoice number ကဥပမာကျွန်တော်ကအခုစပြီးတော့ရောင်းမယ်ဆိုရင်သူ့ကိုတခုခုပေါ့ H နဲ့စမယ်ဆိုပါဆိုကိုယ့်ရဲ့ဆိုင်ကဒါဆို H001 လို့ပေါ်စေချင်တယ်တော့ပေါ့လားနောက်တစ်ယောက်ဆိုရင်ကျွန်တော်တို့က H002 H003 ဒီလိုသွားချင်တယ်ရမလားဟုတ်ကဲ့ဒါဆိုရင်ဒီမှာစေ့တဲ့အပိုင်းကိုအရင်သွားမလားဒါမှမဟုတ်လေ invoice number ကိုနောက်မှသွားမယ်ဗျအရင်စေ့တဲ့အပိုင်းကိုအရင်သွားလိုက်မယ်နော်ဒီ invoice number ကနည်းနည်းအလုပ်ရှုံးမှာဘာကြောင့်လဲဆိုတော့ auto အလုပ်လုပ်ရမှာလေဟုတ်တယ်မလားဒီနေရာမှာကျွန်တော်တို့ကတယောက်ရောင်းပြီးသွားလိုက်လို့နောက်တစ်ယောက်ဝင်လာပြီဆိုတာနဲ့ invoice number က800 new ကိုနှိပ်လိုက်တာနဲ့800 ဖြစ်ရမှာလေဟုတ်တယ်မလားတော့ပေါ့လားတော့ပေါ့လားတော့တော့ထူပါနော် Okay အဲ့ဒါဆိုတော့ကျွန်တော်တို့ကစေ့တဲ့အပိုင်းကိုရင်စသွားမယ်အဲ့တော့ဒီမှာကျွန်တော်တို့စေး data ထဲမှာ customer name ပြီးနောက်ထပ်တစ်ခုတိုးလာပြီရှေ့မှာ INVOIC invoice number နော်အဲ့တော့စေ့မယ်စေ့တဲ့အခါမှာဒီက data တွေကတော့အစောကလည်းပြောခဲ့တယ်ဒီ data တွေကတော့အကုန်လုံးကဘာလို့မှာအတူတူပဲ purchase မှာအသုံးပြုခဲ့သလိုပဲသွားစေမှာပဲဟုတ်ပြီနော်အဲ့တော့စေ့တော့မယ်ဆိုတော့ကျွန်တော်တို့ကစေးဆိုတဲ့ရှိနဲ့စေး data ဆိုတဲ့ရှိနှစ်ခုကိုချိန်မယ်developer တွေက visit ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ right click insert module တက်ခေါ်မယ်အဲ့တော့ module name ကိုကျွန်တော်တို့ကနာမည်ပေးလိုက်မယ် save လို့ရေးလိုက်မယ်ပေါ့နော်အဲ့တော့ကိုပေးချင်တဲ့နာမည်ပေးလို့ရပါတယ်အဲ့ဒီမှာ sub save ဆိုပြီးတော့ကွင်းစာကွင်းပိန်နဲ့ enter ခေါ်လိုက်မယ်ဆိုရင်ကုတ်စပြီးတော့ရေးလို့ရပါပြီရမယ်နော်အဲ့တော့ရှိနှစ်ခုချိတ်ဆက်မယ်ဘယ်ရှိတွေကိုချိတ်ဆက်မှာလဲdim အခါချာ say as ဝါရှိနော်ပြီးရင် dim say list ဆိုတော့ as list as ဝါရှိဒီရှိနှစ်ခုကိုကျွန်တော်ကချိတ်ဆက်မှာဟုတ်ပြီနော်အဲ့တော့ scd set say ဆိုတာကညီမြချင်းရှိတဲ့က say ရှိပါနောက်တစ်ခုက set as list ဆိုတဲ့ say list ဆိုတာက say list လို့ပေးရလား say data လို့ပေးထားလဲ say data လို့ပေးထားနော်ဒါဆိုရင်ကျွန်တော်က say list လို့မပေးတော့ဘူးဒီနေရာမှာ as data ပေါ့ကိုပေးချင်တဲ့နာမည်ပေးလို့ရတယ်နော်အဲ့တော့မမိအောင်လို့ဒါကျွန်တော်တို့ကနာမည်ကိုတူအောင်ပေးထား as data ညီမြချင်းရှိတဲ့က say data ဆိုရရှိပါ ဟောစီလာ ဗျာ ဆက်စီကိုတူစလုံးပေါင်းကဟာတပည့်ကုတ်ထဲစလုံးပေါင်းစီလာ say data လေဟာ sorry အပေါ်တစ်ခုမှားသွားတယ်နော်အဲ့တော့အဲ့လိုမျိုးစလုံးပေါင်းမှားရင်လည်းမရဘူးနော်
ဒီမှာရှိတဲ့ရှိနှိမ့်မှာဆေးလို့ပေးခဲ့ရင်ဒီမှာလဲဆေးလို့ပေးမှရမလား ဟုတ်ကဲ့ ဒီလိုပေးမှပို့ပြီးတော့အဆင်ပြေမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့သိချတယ်ဆေးရက်ကွက်မှာကဆေးတက်တာထဲမှာကနောက်ဆုံးအကွက်ကိုပဲမလုပ်အောင်ပါလဲရှာအောင်မှာမဟုတ်လားဟုတ်တယ်နော်အကွက်ကအသေးမရှိဘူးလေဒီကွက်ဒီကွက်ပါလို့အသေးမရှိဘူးအသေးမရှိတဲ့အတွက်ကျွန်တော်တို့ဒင်နောက်တစ် row ဆိုတော့ဒင် next row as long လို့သတ်မှတ်တယ်အဲ့ next ကိုပြန်ရှာမယ် next row ဆိုတာက as data တွေက dot cell တွေကို rows dot column ကပဲ column ကိုလဲ d column d dot and hlf dot row plus 1ဒါကျွန်တော်ရှေ့မှာအသေးစိတ်တင်ထားတယ် item ကုတ်တုံးရတယ်နော်အတူတူပဲဒီရှိနှိမ့်လေးကွာသွားတာရှိတယ် column ကကိုပဲ column ကိုကောက်လုံးမှာလဲ column နဲ့ရမလားအဲ့တော့ column နဲ့တန်းပြီးတော့ကိုလိုချင်တဲ့ column ကိုချိန်လိုက်ရင်ရပါပြီရမယ်နော်next row ရှာပြီးသွားရင်ဒီထဲမှာ customer တယောက်ကဆေးထဲမှာတစ်ခုတည်းဝယ်မလားနှစ်ခုတည်းဝယ်မလား15ခုလုံးဝယ်မလား3ခုဝယ်မလားတိတိကျကျမသိရဘူးလေသူ5ခုဝယ်ရင်ကျွန်တော်တို့5ခုလုံးသွားဆေးရအောင်ဟုတ်တော့မလား4ခုဝယ်ရင်4ခုလုံးသူဝယ်တဲ့အရေးအတွက်တိုင်းကျွန်တော်တို့ဘာလုပ်ရတော့မှာလဲဆေးရတော့မှာမဟုတ်လားဟုတ်ပြီနော်သူ10ခုဝယ်ရင်ကျွန်တော်တို့10ခုဆေးရမှာရမလားအဲ့သူဝယ်တဲ့အရေးအတွက်တိုင်းဆေးဖို့အတွက်ဆိုရင်တိတိကျကျမရှိဘူး row 30ကနေပြီးတော့ row 24 ထိအတွင်းမှာ data ရှိသလောက်စေလို့ပြောရတော့မှာဟုတ်သလားဟုတ်တယ်နော်ဒါဆိုရင်အဲ့ဒီဟာကိုကျွန်တော်တို့ထပ်ပြီးတော့ကျင်ညာမှာ dim I as long I နဲ့အစားသုံးမယ် for I က row 30ကနေပြီးတော့ row 24ဆိုတော့30 to 24ဆိုပြီးတော့ပေးလိုက်မယ်နော်အဲ့တော့ for နဲ့စခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့က next I ဆိုလိုတာ 30p 40 50 60 70စသဖြင့်ဘာလို့မလဲတရိုးချင်းစီလိုက်ပြီးတော့ပြောင်းပြီးစေရတော့မှာเนาะအဲ့တော့ row 30မှာဒီ column ပေါ်မှာမူတည်မှာဖြစ်တဲ့အတွက် if စေတဲ့က dot ဆဲကွက်ဘယ်ဆဲကွက်လဲဆိုတော့ I row number က73ကနေပြီးတော့24ဖြစ်ချင်တာဖြစ်မယ်တခုချင်းစီတိုးသွားမှာပေါ့เนาะဖြစ်ချင်တာဖြစ်တာတဲ့30 to 24ပေါ့အဲ့တော့အဲ့ဒီထဲကနေပြီးတော့ d column က not equal d column dot value အဲ့ဒါမှရှိတဲ့တန်ဖိုးတွေက not equal nothing တခုခုရှိခဲ့တယ်ဆိုရင် then if နဲ့စခဲ့တာဖြစ်တဲ့အတွက် if နဲ့အဆုံးသတ်မယ်ဆိုလိုတာက I column I ဆိုတဲ့တန်ဖိုး30 to 24 d column နဲ့ကတန်ဖိုးတွေမှာတခုခုအဲ့ဒီဆဲကွက်တွေထဲမှာတခုခုရှိတယ်ပေါ့ customer က item တခုခုဝယ်ထားရင်လို့ပြောတာရမလားရမလားဟုတ် Okay ဒါဆိုတော့ဆက်ပြီးတော့သွားမယ်ရှာပြီးတော့ဆိုရင်ကျွန်တော်တို့ကဘယ်ထည့်ရ data တွေကိုစေတော့မှာလဲ D ရဲ့ data E ရဲ့ data F G H နော်လက်ခံမဲ့ကောင်က D E F G H ဒါဆိုရင်လက်ခံမဲ့ဆဲကွက်ကိုကျွန်တော်တို့အရင်ရေးရမှာမဟုတ်လားဟုတ်ပြီနော်လက်ခံမှာက say as data ပေါ့နော် as data dot say သူကကြတော့ next row နဲ့တောင်းမှာဖြစ်တဲ့အတွက် next row d column dot value ကဘယ်ထည့်ရလဲဆိုတော့ say dot say သူကကြတော့ I နဲ့သွားမယ် I d column နဲ့ dot value ဟုတ်ပြီနော်ဇက်တိုက်စေ့သွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအဲ့ next row ကိုဘာလုပ်မလို့တိုးရမှာပေါ့တိုးပြီးသွားမှရမှာဟုတ်တယ်နော်ဒါကြောင့်မလို့ next row ညီမျှခြင်း next row plus 1ဒီလိုတိုးမှရမှာမတိုးရင်ကျွန်တော်ဟိုရှေ့မှာသင်ခဲ့တယ်လို့ပဲတစ်ခုလည်းပဲနောက်ဆုံးတစ်ခုပဲဘာလုပ်နေမလို့ဆိုတော့သွားပြီးတော့စိတ်နေမှာကျန်တာခြံခဲ့တယ်လို့ဖြစ်နေမှာဟ
ဟုတ်ပြီနော်အဲ့တော့ item code ဒီမှာကျွန်တော်တို့ဝယ်ထားတဲ့စေးတွေက item code ဘယ်နှခုစေသွားတယ်လဲဆိုတော့5ခုရှိတယ်ဒါဆိုရင် run ကြည့်မယ်သွားပြီးတော့စေသလားဆိုတော့5ခုလုံးစေတွေ့လားဟုတ်လားတော့ပါလား5ခုလုံးစေတယ်ဆိုရင် item code ပြီးသွားပြီရင်ကျွန်တော်တို့သူ့နောက်မှာရှိတဲ့ item code ကနေ amount ထိဟာဘာမှမခက်တော့ column name ပြောင်းပေးလိုက်ရင်ပြီးပြီဟုတ်တယ်နော်ဒီ column လေးကိုကျွန်တော်တို့က copy ကူ paste လုပ် နော်အဲ့ A B C D E F G H D ဟုတ်တယ်နော်D E F G H ဒါကကျွန်တော်တို့က I နဲ့သွားတဲ့ကောင်ဟုတ်ပြီနော် I နဲ့သွားရမှာနောက်ထပ်ဒီရဲ့အရာတွေကကြတော့ I နဲ့သွားလို့မရတော့လူပင်မပတ်ဘူးဗျာလူပင်မပတ်ဘူးဆိုတာကဒီမှာရှိတဲ့လောက်နဲ့မဆိုင်တော့တခါစေတိုင်း E001 စေတိုင်းဒီမှာရှိတဲ့သူ့ရဲ့ invoice number A001 ပါမယ် customer name ပါတော့ပေါ့လားဒီတကြောင်စေသွားတိုင်း national တကြောင်တိုးသွားတိုင်းဒီဘက်မှာ customer name တစ်ခုပါတော့ပေါ့လားအဲ့ဒီအတွက်ကျွန်တော်တို့က I နဲ့ပတ်ရတော့မှာမဟုတ်တော့ဘူးသူ့ရဲ့အကွက်အတိအကျထည့်ရတော့မှာဘလို့အတိအကျထည့်ရတာမလဲဆိုတော့ကျွန်တော်တို့ရှေ့မှာ item new သွားတဲ့ပုံစံအတိုင်းထည့်ရတော့item new တော့ D3 ပါ D4 ပါ D5 ပါလို့ပြောခဲ့တယ်လေအဲ့လိုမျိုးထည့်တိုက်ရိုက်ထည့်ရတော့တော့ပေါ့လားဟုတ်ပြီတော့ तू ကတကွက်ထဲကိုရှိရအောင်ဒီအကွက်ပါလို့တိတိကျကျပြောထားတာဒီမှာကျတော့တိတိကျကျမရှိဘူး73ကနေ25 24ထိပါလို့ပြောတာဖြစ်တဲ့အတွက်လူပင်နဲ့ပတ်တယ်ဒီမှာကျတော့ E4 E6 E8 ဆိုပြီးတော့တိတိကျကျရှိတယ်ဟုတ်ပြီနော်တိတိကျကျရှိတော့ကျွန်တော်တို့ကဒီမှာ row တွေ column တွေ I နေဒီမှာရှိတဲ့ D ဆိုတဲ့ column တွေထည့်ကြမလို့တော့ဘူးဆဲကွက်လည်းမဟုတ်တော့တိတိကျကျဖြစ်တာတွေ့တဲ့ say.range range နဲ့သွားမယ်ဘယ်ကွက်လဲ E4 dot value ရမလားဟုတ်ကဲ့အဲ့သူကဗျာဒီထဲမှာရှိတဲ့လူပင်ထဲမှာပဲထည့်ထားတာကြည့်ဒီမှာလူပင်ထဲမှာပဲထည့်ထားလူပင်ဆိုတာ I ဒီ I အတွင်းထဲမှာပဲ I က73ဖြစ်သွားရင်ဒီမှာ E4 ဆိုတဲ့ invoice number တစ်ခါစေ့သွားမယ် I က73ဖြစ်ပြီးတော့14ထပ်ပြီးတော့အလုပ်လုပ်တယ်ဆိုရင် E4 ဆိုတဲ့ကောင်ကထပ်ပြီးတော့ next row မှာထပ်စေ့မယ်ဟုတ်ပြီနော်အဲ့တော့စေ့သလားမစေ့သလားကျွန်တော်တို့အရင်စမ်းကြည့်မယ် run လိုက်မယ် run လိုက်တာနဲ့ item code တွေ invoice number တွေပါအကုန်စေ့ရ sorry ဒါဆိုရင်ဒီနေရာမှာ invoice number တွေဖြစ်ကုန်ပြီလွဲသွားပြီဘာကြောင့်လွဲသွားရလဲဆိုတော့ကျွန်တော်ကဒီမှာ save data.next row ဘယ် column မှာစေ့ကျင်တာတော့ invoice number က I column မှာစေ့ကျင်တာမဟုတ်လားဟုတ်တယ်နော် I column မှာစေ့ကျင်တာဖြစ်တော့ဒီမှာ HP တော့ကျွန်တော် I ပြောင်းပေးဖို့တော့လိုတယ် I ဆိုတာက column I ကိုပြောတာနော်ဒီ I ကကြတော့လူပင်သတ်မှတ်ထားတဲ့30 to 24ကိုပြောတာအဲ့တော့ run လိုက်မယ်တွေ့လားသူဝယ်ထားတဲ့ code တွေမှန်သမျှက invoice number တော့ A001 ထဲမှာပဲရှိတယ်တော့ပေါ့တယ်နော်ရမလားဟုတ်ဒါဆိုရင်နောက်ထပ် customer name တွေကလိုက်ပြောင်းပေးလိုက်ရုံပဲဒီ S data တွေကနေသူ့ကို copy ကူ enter ခေါက်မယ် paste လုပ်မယ် enter ခေါက်မယ် paste လုပ်မယ် paste လုပ်မယ် paste လုပ်မယ်ဟောဒီမှာဆိုရင်ကျွန်တော်တို့က I ပြီးရင် JKL စသဖြင့် N အဲ့တော့ I J K L L M N ဒီထိဟုတ်ပြီနော်ဒါဆိုရင်ဒီမှာနားလည်အောင်ကျွန်တော်ဒီမှာရှေ့မှာရေးထားလိုက်မယ်နောက်မှာ single code လေးနဲ့ဒီလို single code ဆိုတာ break လုပ်လိုက်တာဗျာကျွန်တော်တို့ formula တွေရေးတယ်ဆိုရင်လေ formula တွေရေးရဆိုအဲ့ formula မှာဟိုကိန်းကနန်းမပေါ်ချင်ဘူး formula ပဲပေါ်ချင်တယ်ဆိုရှေ့ကနေဘာလုပ်လိုက်တာ single code လေးခံလိုက်တာနော်ဒါဆိုရင်အဲ့ formula ကြီးမြင်နေရတာလေဟုတ်တယ်နော် break လုပ်လိုက်တာပေါ့အလုံးမခိုင်းမဲနဲ့ break လုပ်လိုက်တာဒီမှာလည်းအဲ့တိုင်းပဲကျွန်တော်တို့ကရှေ့မှာ single code လေးခံလိုက်တယ် break လုပ်လိုက်မယ် break လုပ်လိုက်ပြီးတော့ဒါကဘာအတွက်လဲI ကဘာအတွက်လဲ
အဲ့ရ invoice number အတွက်ဟုတ်လားဒီမှာ I ကဒီ column I ပြောတာ save data တဲ့ I column က invoice number break လောက်ထားတော့စိမ်းအောင်လေးနဲ့ပေါ်မယ်နောက်တစ်ခုက J column ကဘာအတွက်လဲ J column က customer name ပြီးရင် phone address payment type date ဟုတ်ပြီတော့ဒါတိတောင်ကျွန်တော်မြင်တောင်လို့ရေးတာကိုလေ့ကျင့်တဲ့အခါမှာဒါတွေမရေးလဲဘာမှပြဿနာမရှိဘူးရမလားဟုတ်ပြီနော်အဲ့ဒီဘက်ကိုသွားကြည့်မယ်သွားကြည့်လိုက်တဲ့အခါမှာဒီကောင်က customer name ဆိုတော့ customer name ကကျွန်တော်တို့ဘယ်အကွက်လဲ e စစ်မို့လားဒါဆိုရင်ဒီနေရာမှာသူ့ရဲ့ rate နေရာမှာ e စစ်ပြောင်းပေးလိုက်ရမယ်နောက်တစ်ခုဖုန်းနံပါတ်ဆိုရင် e8 ဒီမှာဖုန်းနံပါတ်ဆို e ရဲ့8ရဲ့ address ဆိုရင် e10 ဒီဘက်ကိုသွားမယ်ဒီဘက်မှာ pay type က e မဟုတ်တော့သူကကြတော့ h6 နောက်တစ်ခု amount ကတော့ထည့်စရာမလိုဘူး10က date က e10 ဒါဆိုရင် sorry e10 တော့ဖြစ်သွားပြီ h10 ရမယ်နော်ဟုတ်ကဲ့ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ run ကြည့်လိုက်အောင်ဗျာ run လိုက်တာနဲ့ဒီဘက်မှာ data တွေအကုန်လုံးအပြည့်ကွက်တီဝင်လာရမယ်မ run ခင်မှာဒီရဲ့ရှိတဲ့အရာတွေအရင်ဖြတ်ချလိုက်မယ်ဖြတ်ပြီးတော့ run လိုက်မယ်ဟိုဘက်မှာဝယ်လာတဲ့အတိုင်းပဲအကုန်လုံးတိတိကျကျပဲလုံးဝတိတိကျကျပဲတော့ပေါ့လားဒါပေမဲ့ဖုန်းနံပါတ်မှာတော့3ညကြံနေခဲ့တယ်ဒါဆိုရင်ဒီဖုန်းနံပါတ် column ကိုကျွန်တော်တို့ကမလုပ်ထားမလဲအစတည်းက format ပြောင်းပေးထားမယ် general ပြောင်းပေးထားမယ်နော် text ပြောင်းထားမယ် general နေ text ပြောင်းပေးထားမယ်ပြောင်းပြီးတော့နောက်တစ်ချိန်ပြန်ပြီးတော့ဖြတ်ပြီးတော့ပြန် run ကြည့်မယ် run လိုက်တာနဲ့အကုန်စိတ်ပြီလုံးဝတိတိကျကျပဲရမလားစိတ်ပြရနဲ့ကျွန်တော်တို့ကနောက်ထပ်ဘာလုပ်အောင်မလဲစိတ်ပြီးတစ်ခါလေးဖြတ်ပြရမှာမဟုတ်လားဟုတ်ပြီနော်စိတ်ပြီးသွားတာနဲ့စိတ်ကိုနှိပ်လိုက်တာနဲ့အကုန်လုံးဖြတ်ပြရ information တွေကုန်နော်ဖြတ်ပြရမှာဆိုရင်တေချာပေါက်ဒီကောင်တော့ဖြတ်တင်တယ်လားဖြတ်ရမှာပဲဟုတ်ပြီနော်သူလည်းဖြတ်ရမှာပဲဒါတွေအကုန်ဖြတ်ရမယ်ဗျာအဲ့တော့ဖြတ်မယ်ပေးတိုက်ဖြတ်ရမယ် date တွေကတော့ဖြတ်เสียမလို့နော်အဲ့ date ကိုလည်းကျွန်တော်တို့ကဒီတိုင်းပဲ today တိုက်ရိုက်ထည့်ထားလို့မရဘူးဒီကောင် A001 ဖြတ်တာနဲ့ invoice number မရှိတာနဲ့သူလည်းမလုံးနဲ့လို့ပြောရမှာ date မပေါ်နဲ့လို့ပြောရမှာသွားပါလားဟုတ်ပြီနော်အဲ့တော့ဆိုလိုတာရှေ့မှာ if ခံထားမယ်ဗျာ if ဒီ date invoice number က equal နာတိ နာတိ invoice number မရှိရင် date လည်းမပြနဲ့ပေါ့အဲ့တော့ green baby under ခေါက်ဒီမှာ invoice number ကို clear လုပ်လိုက်တာနဲ့သူလည်းအလုံးမလုပ်တော့ date မပြတော့ဘူးပေါ့နော်အဲ့တော့ amount ကတော့ဒီကောင်တွေပြတ်သွားတာနဲ့ဒီဘက်က data တွေပြတ်တာနဲ့အကုန်ပြတ်မယ်ဒါဆိုရင်ဖြတ်ရမယ့်ကောင်တွေက item code ဖြတ်လိုက်တာနဲ့ကျန်တာကုန်ပြတ်မယ်အဲ့တော့ကျွန်တော်တို့ဖြတ်ရမှာ item code ရယ် quantity ရယ်ဒါကကျွန်တော်တို့ရိုက်ထည့်ရမယ်ဟာကိုလေနောက် item code ရယ် quantity ရယ်ဒီဘက်ကဒီ data တွေရယ် payment type ရယ်ဒါဖြတ်ရမှာပေါ့နော်အဲ့ဒါကြီးဖြတ်လိုက်တာနဲ့ကျွန်တော်အကုန်ပြပြီးသားလေဟုတ်တယ်မဟုတ်လားဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ဖြတ်တဲ့အပိုင်းကိုအောက်မှာတစ်ခါထည့်လိုက်မယ်ဘယ်လိုထည့်မှာလဲဆိုတော့ say dot range ဘယ်နေပဲလဲ e32 e24 dot clear content စာသားတွေအကုန်လုံးဖြတ်ပလိုက်ပြီးရင် say dot range e မဟုတ်တော့တခါ f e ဖြတ်ရမှာမဟုတ်ဘူးကျွန်တော် do ဖြတ်ရမှာမဟုတ်လား item code ကိုဖြတ်ရမှာเนาะd32 d32 d24 ဒီ item name တွေကကြတော့ကျွန်တော်တို့က function နဲ့ထည့်ထားတာဆိုတော့ဖြတ်စရာမလိုဘူးလေဟုတ်ပြီเนาะနောက်တစ်ခုတကယ်လို့လေဟုတ်
အဲ့ဒီဟိုပါပေါ့နော်အဲ့ invoice ကထားပြီးတော့ဟိုအခုပြီးသွားပြီဆိုရင်ဟိုထဲမှာ data ကို save တယ်အဲ့ဒါဆိုရင်ဟို stock ထဲကရှိတဲ့ stock ကရောရော့သွားမှာလား မရော်သေးဘူးလေမချက်ရသေးဘူးလေ stock ကကြတော့ဒီရောင်းထားတဲ့ data နဲ့သွားချိန်ပါလေသွားပါလား ဟုတ်ကဲ့ ဒီရောင်းထားတဲ့ data နဲ့ဒီမှာဘယ်နှခုရောင်းထားလဲဆိုတာကို stock မှာပြန်ပြီးတော့ sum if နဲ့ပြန်သွင်းပါလေသွားပါလား ဟုတ်ကဲ့ ဒီမှာ in တော့ကတော့ကျွန်တော်တို့က save data နဲ့ purchase data နဲ့ချိန်တာဆိုတော့အောက်ကြလဲ save data နဲ့လန့်ချက်ရမှာပေါ့သွားပါ stock မှာသွားရော့မှာမချက်ရသေးဘူးဒီ form နဲ့သွားချိန်မှာမဟုတ်ဘူးကျွန်တော်တို့က data နဲ့သွားချိန်မှာဒါမှ data နဲ့ချက်ရ အလုပ်လုပ်မှာလေဟုတ်ပြီနော် ဟုတ်ကဲ့ဟုတ် အဲ့တော့ save data ဖြတ်မယ် f ကိုတော့ဖြတ်သွားပြီပြီးရင်ကျွန်တော်တို့ဒီမှာ e h e4 to e 10ပေါ့เนาะအဲ့ကောင်လည်းဖြတ်မယ်ဆိုတော့ say.range e4 to e 10 dot clear content နောက်တစ်ခု page type ရောဖြတ်မယ် page type က h say.range h ပေါ့เนาะ h dot clear content နောက်တစ်ခု say.range h mode တော့နောက်တစ်ခုdate ကဖြတ်เสียမလို့ဘာလို့မလို့ လဲဆိုတော့ဒါတွေကဘာလုပ်ထားရလဲ formula နဲ့သွားထားတာကောင်းလေဟုတ်တယ်နော် formula နဲ့သွားထားရဲဆိုဖြတ်လို့မရအောင်ရမလားအဲ့တော့ဒီကောင်ကို formula နဲ့တော့ ဒါတွေက formula ရင်းနဲ့ကြိုင်လေ formula ကဖြတ်မိသွားမှာလေသွားဖြတ်တော့ပေါ့ဒါ formula နဲ့ဒါလည်း formula အဲ့ဒါတော့ auto clear ဖြစ်သွားမှာလို့လား formula နဲ့ဖြစ်တဲ့အတွက်ဒီကောင်တွေဒီဥပမာဗျာကျွန်တော်တို့ကဒီမှာ item code ဖြတ်လိုက်တာနဲ့ तू ကမရှိတော့ဘူးလေသိလား clear formula ဖြတ်သွားမှာဟုတ်လားအဲ့လိုပဲကျွန်တော်တို့ဒီကောင်က formula နဲ့ဘာသွားချိန်ထားလဲ h ဒီ invoice number နဲ့ချိန်ထား invoice number နဲ့ချိန်ထားဖြစ်တဲ့ invoice number ဖြတ်လိုက်တာနဲ့အလုံးမလို့တော့ထောပါတယ်နော် ဟုတ်ကဲ့ ဟုတ်ပြီဒါဆိုတော့စေ့ကြည့်မယ်စေ့လိုက်တာနဲ့ဒီကောင်တွေအကုန်လုံးပြတ်သွားရမယ်စေ့ data ထဲမှာလည်းလာဖြည့်ရမယ်ဟုတ်ပြီနော်အဲ့တော့အစားဆုံးကျွန်တော်တို့ဖြတ်ပလိုက်မယ် run ချလိုက်မယ်ဒါဆိုအကုန်တော့ဝင်လာပြီတွေ့လားအကုန်လုံး data တွေအကုန်လုံးဝင်လာပြီဒီဘက်မှာအကုန်လုံးပြတ်သွားပြီဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ8008002ပေါ့ဒါဆိုရင် date တက်သွားပြီဥပမာ customer name နေရာမှာဖုန်းနံပါတ်စသဖြင့်ထည့်လိုက်မယ် address ထည့်လိုက်မယ်ဒီမှာ cash ထည့်လိုက်မယ်သူအချိုးကြီးတွေဝယ်တယ်ပေါ့နော် energy drink ဆိုတော့ ET002 Coca-Cola 5ဘူးဝယ်တယ်5ကတ်ဝယ်တယ်ပြီးရင်ခောက်ဆွဲဝယ်တယ်ဒါမှမဟုတ်လဲ Royal Teammate ဝယ်တယ်ဒါဆိုရင် Royal Teammate 3ဖာဝယ်တယ်3ခုဝယ်တယ်ပြီးရင်ရပြီ run လိုက်တာနဲ့ save လိုက်တာနဲ့ okay သူ့ရဲ့ save data ထဲမှာဘာဖြစ်သွားမှာလဲဆိုတော့ A002 တွေ့လားဟုတ်ပြီနော် တကယ်လို့လေ ဟုတ် အဲ့ကိုမှားပြီးတော့ရင်းပြီးထားပါတော့အဲ့ဟို invoice number ကို8002ပဲနောက်တစ်ခါလဲထပ်ထည့်လိုက်မမအောင် ဘယ်လိုဖြစ်သွားမလဲ မှားဖို့အကြောင်းမရှိဘူးเนาะအကြောင်းမရှိဘူးဆိုတာကကျွန်တော်တို့ကဒီနေရာမှာ8002လို့ကိုယ့်အကိုရိုက်ထည့်မှာမဟုတ်ဘူးเนาะစစ်အတွက်ကခလုတ်လေးနေယူဆိုအောင်နှိပ်လိုက်မှာနှိပ်လိုက်တာနဲ့တော့သူဒီနောက်ဆုံး data ကိုလိုက်ရှာမှာနောက်ဆုံး data ကိုလိုက်ရှာမှာတော့ပေါ့လားဟုတ်ပြီနော်အဲနောက်ဆုံး data ဆိုဒီမှာဆိုရင်1 2ဥမာဗျာဒီမှာနမူနာပြောတာเนาะ80010နဲ့ဆုံးတယ်ဆိုပါစို့ဒါဆိုရင်နောက်ဆုံးကဘယ်လောက်ဖြစ်မှာလဲရမယ်နော်ဟုတ်ကဲ့အဲ့တော့ဒီမှာရှိတဲ့ကုတ်ဒီမှာ1အခုဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲ10ဖြစ်နေမို့လားနော်အဲ့10ကနေပြီးတော့အဖြေကိုဘာလုပ်ချင်တာလဲဥပမာဗျာ10ဆိုရင်နောက်ထပ်အခုစေးထဲမှာ invoice number ကအသိရောက်တော့မှဆိုဘာပေါ်ရမှာလဲထပ်ထည့်မယ်11ဖြစ်ရမှာ11ပေါ်ဟုတ်တယ်နော် auto ပေါ်ရမှာတော့ပေါ်လားတန်းထည့်လို့ရမှာမဟုတ်ဘဲနဲ့ဒီမှာနောက်ဆုံးရောင်းလိုက်တဲ့ပစ္စည်းရဲ့ invoice number ရဲ့နောက်ထပ်တစ်တိုးပေးရတော့ပေါ့လားအဲ့တစ်တိုးပေးရမှာဆိုတော့
ကဲ ဒီအကွက်ကနေပြီးတော့ကျွန်တော်တို့ကခွဲထုတ်လိုက်မှာပေါ့နော်ခွဲထုတ်လိုက်မှာအဲ့ဒီထဲကနေပြီးတော့အများဆုံးနံပါတ်ကိုရှာမှာဒီထဲကနေအများဆုံးနံပါတ်ကိုရှာမှာရမလား ဟုတ် အများဆုံးနံပါတ်ကိုရှာမှာဆိုတော့ကျွန်တော်တို့ဘာ function နဲ့ရှာလို့ရမယ်လဲဆိုတော့ right နဲ့ရှာမယ်ညာဘက်ကနေဆွဲထုတ်မှာပေါ့နော်ညီမချင်း RIGHT right test ကဒီထက်ကနေတော့ပေါ့လားသင်ခဲ့ဘူးတယ်နော်စုစုပေါင်းအလုံးရည်တဲ့ကနေ dash ရဲ့နေရာထိနှုတ်လိုက် ဟုတ် အလုံးရည်လန်နဲ့ရေးလိုက်ပြန်လန်အလီယန်လန်ဒါကိုရေးလိုက်ရင်စုစုပေါင်းအလုံးရည်ဘယ်လောက်ရမလဲ6လုံးရှိရဆိုပါစို့တော့ပေါ့လား 6လုံးနဲ့နေကျွန်တော်တို့ဘယ်နှလုံးဆွဲထုတ်အောင်ပါညာဘက်ကနေ4လုံးဆွဲထုတ်အောင်ပါเนาะအဲ့4လုံးဆိုတော့ကျွန်တော်တို့က find find test က hyphen t ရှာမယ် within test ကသူ့ရဲ့ invoice number တိရှာပြီဒါဆို2မရဘူးလားဟုတ်ပြီနော်အဲ့တော့6လုံးနဲ့နေ2လုံးနှုတ်လိုက်တော့ကျွန်တော်တို့ဘယ်နှလုံးကြံပါလဲ4လုံးမကြံဘူးလားဟုတ်ပြီနော်အဲ့တော့ right ညာဘက်ကနေပြီးတော့8001နဲ့ကနေ4လုံးဆွဲထုတ်ပြီဒါဆို001မရဘူးလားတော့ပေါ့လား001ရတယ်ဒီမှာဆိုရင်002ရမယ်အောက်ကိုဆက်ကြည့်မယ်ဆိုရင်0010ရဟုတ်လားအဲ့ဒီရလာတဲ့ထဲကနေပြီးတော့ကျွန်တော်တို့ format ဆိုတာရှိသေးတယ်လေ format function เนาะ format function ဆိုတော့ text function ရှိတယ် text text အဲ့ဒီ001ကို format ပြောင်းလိုက်မယ်ဘာလို့လဲဆို0 format ပြောင်းလိုက်ဒါဆို1ရတယ်ဒါဆိုအများဆုံးတန်းမရဘူးလားတော့ပေါ့လားတဘောပေါ့လား ရပြီ ရမလား ဟောပါ text format ပြ text format ပြောင်းထည့်ထားလိုက်မယ်လိုချင်တာက11ဆိုတော့ +1 ပေါင်းလိုက်ရင်ပြီးပြီလေ ကဲ ရမလား ရတယ်ဆရာ okay ဒါဆိုရင်ကျွန်တော်တို့ကဒီနောက်မှာအဲ့ဒီဘာမှမဆိုင်တဲ့ invoice number တွေနဲ့မဆိုင်တဲ့ကောင်နံပါတ်စင်ထည့်လိုက်လို့ရတယ်တော့ပေါ့လားနံပါတ်စင်ကိုနောက်ဆုံးမှာထည့်လိုက်မယ်ဆိုရင် invoice number က1ဆိုရင်သူ1လို့ပေါ်မယ်ပေါ့1လို့စစ်ပေးမယ်ဟောဒီဟာတွေဆိုရင်2ဆိုရင်1ဆို1ဒီမှာ2ဆိုရင်2ဒီစစ်ပေးမယ်အောက်ကိုဆက်စင်10ဆိုရင်ဒီမှာ10လို့စစ်တဲ့အခါမှာကျွန်တော်တို့က invoice number ရဲ့ဘာကိုစစ်လိုက်မှာလဲ test ကိုစေးလိုက်တာ invoice number ရဲ့ test ကို ကိန်းဂဏန်းကိုစစ်လိုက်မှာဥမာ003ဆိုရင်ဟိုနောက်မှာဘာသွားစစ်မှာလဲ3လို့သွားစစ်မှာဒီနောက်မှာ number စစ်မှာ invoice number စစ်မှာတော့ပေါ့လား ဟုတ်ကဲ့ invoice number စစ်မှာ3လို့သွားစစ်မှာဒီမှာ1ဆိုလိုတာဗျဒီထဲကနေတိုက်ရိုက်ဆွဲထုတ်ရင်လည်းရတယ် ဟုတ် ဒီထဲကနေတိုက်ရိုက်ဆွဲထုတ်ရင်လည်းရတယ်နည်းနည်းလေးခက်နေမှာဆိုလို့အဲ့လိုမျိုးမစစ်ချင်ဘူးဆိုရင်လည်းရတယ်တိုက်ရိုက်ဆွဲထုတ်နေတဲ့နီးဆိုရင်လည်းကိုကျွမ်းရင်ကြိုက်တဲ့နီးနဲ့သုံးလို့ရတယ်ဗျာဟုတ်ပြီနော် ဟုတ်ကဲ့ ဒီထဲကနေပြီးတော့ဆွဲထုတ်ရင်လည်းလွယ်တယ်အဲ့တော့နောက်ဆုံးအကွက်ကိုတော့မလုပ်ဖို့လိုရနော် အဲ့ဒါကြောင့်ဘယ်လိုလုပ်မလဲဆရာတင်တာအဲ့ဟိုကတော့မှတ်မိတယ်ဘယ်လိုပြောမလဲအဲ့နံပါတ်ကိုပြောင်းပြီးတော့ text ပြောင်းပြီးတော့လေနံပါတ်ယူလိုက်တာတော့မှတ်မိတယ်စောတော့ပြသလိုမျိုးအဲ့ဒါဒါမဲ့တခြားကြစဉ်းစားလို့မရ တခြားကြတော့ကျွန်တော်တို့ကကုတ်ထပ်ရေးရမှာပေါ့နောက်ဆုံး row ကိုရှာပေးပါလို့ပြောလိုက်ရုံနော်တခြားနီးလန်းနဲ့သွားကြည့်မယ်နော်တခြားနီးလန်းနဲ့သွားကြည့်အောင်တော့ပေါ့လားတခြားနီးလန်းနဲ့ save data ဆိုပြီးတော့အဲ့တော့module တစ်ခုထပ်ယူလိုက်မယ်ဗျာ module တစ်ခုယူလိုက်မယ် right click insert module ထဲမှာဘာလို့ပြောင်းမလဲဆိုတော့ save new save ပေါ့နော် new save လို့ပေးလိုက်မယ်ဒါဆိုရင် save new save ပေါ့နော်ကိုပေးခြင်းနဲ့နာမည်အဟန္တာခေါက်မယ်
ဟုတ်ပြီအနာခောက်ပြီးတော့ကျွန်တော်တို့ဗာဆက်သွားမယ်လဲဆိုတော့ din say as ရှေ့မှာတိုင်းမှာဝါရှိပြန်ပြီးသတ်မှတ်မှာပေါ့နော်ကိုကတကယ်လို့မရေးချင်ဘူးဆိုရင်ကျွန်တော်တို့စောနာက save ထဲမှာရေးခဲ့ပြီးသားမို့လားဒီမှာနော် save ထဲမှာရေးခဲ့ပြီးသား next row ထိရေးခဲ့ပြီးသားအဲ့ဒါ copy ကူးလိုက် copy ကူးပြီးတော့ new save ထဲမှာ paste လုပ်လိုက်ရောနော်ဒါအတူတူပဲလေ save ရယ် save data ရယ်အတူတူပဲနာမည်ပေးလိုက်တယ် next row ရှာမယ် next row ကြတော့ကျွန်တော် save data ရဲ့ဘယ် column ကိုရှာချင်တာလဲနောက်ဆုံး column နောက်ဆုံး column နော်ဒီ I column ကိုရှာချင်တာ invoice number ကိုရှာချင်တာဒါဆိုသူကြတော့ next row မဟုတ်တော့ဘူးဗျာပြောင်းလိုက်တော့မယ် dim last row ပေါ့နောက်ဆုံး row ကိုရှာလိုက်ပါအသစ်ထည့်မှာမဟုတ်ဘူးလေရောင်းလိုက်တဲ့ထည့်ကနောက်ဆုံးအကွက်ကိုရှာခိုင်းတာ哦ဒါဆိုတော့ last row as long ဆိုပြီးတော့ကြီးညာလိုက်မယ်အဲ့တော့ last row ဆိုတာကဘယ်ထဲကလဲ say data တွေက dot say row number ကရှိသမျှ row dot count column number ကဘယ် column ကိုလဲဆိုတော့ invoice number ရှိတယ် I column ဒါကြောင့်မလို့ကျွန်တော်တို့က I column မှာ dot and hnf dot row ပေါ့ +1 ထည့်စရာမလိုတော့ +1 ကနောက်တစ် row ကြာမှာ +1 ရှာမှာအခုကကြတော့နောက်ဆုံးအကွက်ရှာရင်ရပြီရမလားဟုတ်ကဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင် तू ကနောက်ဆုံးအကွက်ကိုရှာပေးတော့မှာဘယ်အကွက်ပါလဲလို့ तू ရှာပေးတော့မှာရပြီလားရပြီလားဟုတ်ကဲ့နောက်ဆုံးကွက်ကိုရှာပြီးတော့နောက်ဆုံးကွက်ကိုရှာတော့နောက်ဆုံးကွက်ကတန်ဖိုးကိုလိုချင်တာနံပါတ်ကိုအခုကဘာပဲရှာရရနံပါတ်ပဲရှာရရဗျာနော်တကယ်လို့ run ကြည့်မယ် msg box ဆို massive box ကိုခဏခေါ်ပြီး massive box less row ပေါ့နော် run ကြည့်လိုက်ဒါဆိုရင် less row run လိုက်ရင် less row ကဒီမှာကြည့်ဘယ်လောက်လဲ30တဲ့တန်ရနော်ဒီမှာသွားကြည့်ဒီမှာ row down မှာရှိရတဲ့ less row row down ဟုတ်တယ်မဟုတ်လားဟုတ်ပြီနော် row down ဒါဆိုရင် row down ဆိုရင်ကျွန်တော်တို့က I down ပေါ့ဒီကွက်က I down ဟုတ်တယ်နော် I down less invoice မဟုတ်ဘူးလားဟုတ်တယ် less invoice က I down ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က less dim less invoice less invoice as သူကြောင့် string နဲ့ကြီးညာတယ် string ဆိုတာစာသားတွေကိုကြီးညာကြတာ less invoice ကြီးကဘာကြီးတော့8002ဆိုတာစာသားကြီးမဟုတ်လားအဲ့ဒါကြောင့်မလို့ကျွန်တော်ကစာသားပါလို့ပြောလိုက်တာဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီ less invoice less invoice ကဘယ်ထက်အတန်ဖိုးနဲ့အတူတူပဲလဲဟိုက last row နဲ့တူတူပဲလားless row ကဘာပဲရှိသေးရလဲတန်းပဲရှိသေးရမလား I တန်းမဟုတ်သေးဘူးဟုတ်တယ်နော် I တန်းမဟုတ်သေးဘူးအဲ့တော့ I တန်းမဟုတ်တဲ့အတွက်ကျွန်တော်တို့က say data dot range ဟုတ်ပြီနော် range ထဲကကျွန်တော်တို့ကဘယ်လိုပြောရမှာ I တန်းလို့ရေးရမှာဗျအမှန်တကယ်တော့ I တန်း dot value လို့ရေးရမှာဒါပေမဲ့အဲ့ဒီ I ကတော့ column ကတော့အသေးချာဟုတ်ပါပြီဒါပေမဲ့တန်းကဘာဖြစ်နေအောင်ပြောင်းနေမှာမဟုတ်လားတန်းလည်းဖြစ်နိုင်တယ်11လည်းဖြစ်နိုင်တယ်12လည်းဖြစ်နိုင်တယ်လေအဲပြောင်းနေမှာဖြစ်တဲ့အတွက် I တန်းနေရမှာ Iနဲ့နောက်တစ်ခု less row နဲ့ဆက်ပေးလိုက်တော့ပေါ့လား dot value I နေမှာပြောင်းနေမှာ I ကမပြောင်းဘူး I က column less row ကပြောင်းနေမှာလေတော့ပေါ့လား less row ကအခု30နောက်ထပ်ပြီးတော့ဥမာ8003ဖြစ်သွားတယ်ဆိုပါစို့ဗျာ8003ဖြစ်သွားတယ်ဆိုရင်ဒီနေရာဘာလုပ်သွားမှာလဲပြောင်းသွားမှာလေ less row က9ဖြစ်ဟိုဘယ်လိုပြောမလဲ11ဖြစ်သွားမှာ11ဖြစ်သွားမှာဟုတ်တယ်မဟုတ်လား11လေ8003က11ဖြစ်သွားမှာအဲ့ရအတွက် less row က I column ကိုပြောတာတော့ဟုတ်လား I က column ကိုပြောတာလေဒီမဲ့လေ range ဒါ I တန်းလို့ရေးရမှာကိုကျွန်တော်တို့က I ကအသေးရှိတယ်အမြဲတမ်းအသေးဖြစ်နေမှာဒီကောင်ကရပြီလားပြောင်းနေမှာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာအဲ့ less row invoice ကိုကျွန်တော်တို့အဖြေထုတ်ကြည့်မှာမှန်သလားမှားသလားဆို less
less invoice ပေါ့ list less invoice message ပေါက်နဲ့ခေါ်ကြည့်မယ် run ကြည့်မယ် less invoice ဒီမှာပြနေတွေ့လား A002 တွေ့လား ဟုတ်ကဲ့ နော်အဲ့ less invoice ကိုကျွန်တော်ကဗျာ ဟုတ်ကဲ့ ဒီနေရာလေးမှာ A002 မဟုတ်ဘဲနဲ့ပြောင်းကြည့်မယ် A003 ပြောင်းကြည့်မယ်3ပြောင်းရင် run ကြည့်ရင်ဒီကောင်ဘာဖြစ်မှာ A003 ဒီမှာရှိတဲ့နောက်ဆုံး invoice ကိုသူ message ပေါက်နဲ့လာပြပေးတယ်ဒါကျွန်တော်တို့အဖြေစစ်ချင်လို့ဟုတ်ပြီနော် ဒါဆိုအဲ့ယူ error ဒီကလောလောဆယ်လောက်ထားတဲ့ဟိုဟာကိုဘယ်လိုပြောမလဲရေးထားတဲ့ကုတ်ကိုမှန်မှန်ဒီ message box နဲ့စစ်တာပေါ့နော် message ပေါက်နဲ့ result ထုတ်ကြည့်တာတော့ပါလား ဟုတ်ကဲ့ မှားရင်တော့သူ error တက်နေမှာဒါကျွန်တော်တို့ဒါ message ပေါက်နဲ့ result ထုတ်လိုက်တာအမှန်တကယ်တော့ဒီ message ပေါက်ကမသုံးဘူးဗျာကိုရေးလိုက်တာဟာအဖြေဟုတ်သလားမဟုတ်သလားဆိုခဏထုတ်ကြည့်လိုက်တာA003 ရသွားပြီနော်တော့ပါလားအဲ့ဒီနားလေနော် နားလေ အဲ့ဆိုကျွန်တော်အပြင်ခဏထုတ်လိုက်မယ်ရှိတစ်ခုယူပြီးတော့A003 ရသွားပြီဆိုရင်အဲ့ရတဲ့ကောင်ကြီးကိုကျွန်တော်တို့ရှေ့မှာပြင်ပြောခဲ့သလို right နဲ့ညီမြချင်း RIGHT right နဲ့ဒီကောင်ကြီးကို ပြန်ပြီးတော့ဒီဘက်ကိုရှာ ရေးလိုက်မယ်ဟုတ်တယ်နော် IC ထဲကနေ right နဲ့အလုံးရေဘယ်နှလုံးထုံးမအောင်၄လုံးထုံးမယ်ဒါဆို003မရဘူးလား ရတယ် ဒီမှာ C80 ဒီလိုရမှာပေါ့ဟုတ်တယ်နော်ဒီမဲ့လေ03လုံး3ဒါဆို003မရဘူးလားဟုတ်ပြီနော်အဲ့003ဆိုပြီးတော့ကျွန်တော်၄လုံးဆိုပြီးတော့အတိအကျထုတ်ထားရင်လည်းရပါတယ်အမှန်တကယ်တော့ number character တွေမလိုအောင်၄လုံးဆိုပြီးပြီလေအများနဲ့၄လုံးပဲရှိမှာကျွန်တော်က9999ထိက၄လုံးနေပဲဖြစ်နေမှာပဲဟုတ်ပြီနော်တကယ်လို့ကိုယ့်ရဲ့ invoice ကတောင်းကြော်နိုင်နေဆိုရင်အစတဲ့ကုတ်ကိုတောင်းကြော်တဲ့ကုတ်နဲ့ထည့်ထားပါ၅လုံးကုတ်နဲ့ထည့်ထားပါ9999ထိရအောင်ဟုတ်ပြီနော်အဲ့တော့ညာဘက်ကနေ၄လုံးထုတ်လိုက်တော့ဘာရမှာတော့003မရအောင်လားနော်အဲ့003ပြီးသွားရင်ကျွန်တော်က003ပဲလိုချင်တာလား3ပဲလိုချင်တာမဟုတ်လား00မပါချင်ဘူးဟုတ်တယ်နော်အဲ့00မပါချင်တော့သူ့ကိုဘာထပ်ပြောင်းမှာ dash format နဲ့ comma 0 format ပြန်ပြောင်းပြီ0 format ဆိုတာတစ်လုံးနဲ့ပေါ့ကိန်းပြတစ်လုံးနဲ့ပဲ format ပြောင်းပြီးတော့3မရအောင်လားရမလားအဲ့ဒီနောက်ဆုံး invoice number ကြီးကိုဒီ function ကြီးနဲ့ text text ပြောင်းလိုက်တာရမနော်အဲ့ဒီတော့ကျွန်တော်တို့ကထပ်ပြီးတော့နောက်ဆုံး invoice ရပြီဆိုတော့တခါ new invoice ဆိုပြီးတော့ဆက်ပြီးတော့ပေးကြည့်မယ်ဗျာ din new invoice invoice as stream စာသားအနေနဲ့ထွက်မှာမလို့ဟုတ်ပြီနော်အဲ့တော့ new invoice new invoice ဆိုတာက RIGHT right function ကိုသုံးမယ်နော် RIGHT right function နဲ့ဘယ်ကောင်ကို right လို့မှာလဲ less invoice ဟုတ်တယ်မဟုတ်လားA003 ကိုလေA003 ကိုဘယ်နှလုံးထုတ်မှာလဲ၄လုံးထုတ်မှာနော်ရလာတဲ့ကောင်ကိုရှေ့ကနေ format ပြောင်းမှာဆိုတော့ DEHT test တော့ format နဲ့သွားမယ်တင်FORMAT format ကို format ဟိုမှာတော့ test function ပေါ့ဗျာဟုတ်တော့ပါလား A0 မှာတော့သုံးတဲ့အခါမှာကျွန်တော် test function ကိုသုံးရတာ format test ဆိုပြီးဒီလိုလာတာနော်ဒီကုတ်မှာကျအတူတူပဲအလုပ်လုပ်တာအတူတူပဲ test နဲ့ format နဲ့ကွာသွားတာပဲရှိတယ်ဒီမှာကျတော့ format ပြန်ပြောမယ်နော် FORMAT format ကွင်းစားလိုက်တာနဲ့ဒီမှာ expression ဆိုတာကျွန်တော်တို့ဒီ right function ကိုအလုပ်လုပ်ပေးပေါ့နော်အဲ့ right function ကြီးမှာဘာလုပ်မှာလဲဒီမှာကြည့် format comma ခံလိုက်ရင် format နေရာရောက်သွားမှာ format နေရာမှာကျွန်တော်တို့ဘာ format လိုချင်တာလဲ text format ကိန်းပြီ format လေဟုတ်တယ်မဟုတ်လားကိန်းပြီ format လိုချင်တာလေအဲ့တော့ကိန်းပြီ format လိုချင်တော့ဒီလိုမျိုးလိုချင်တာဗျာ format text ဒီ0 format လေးလိုချင်တာဟုတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့က new invoice က3ဆိုရင်ဒီမှာဒီကောင်ကိုအဖြေထွက်ကြည့်မယ် less invoice မဟုတ်တော့ဘူး new invoice လို့ပြောင်းလိုက်မယ် new invoice နော်အဲ့တော့ run ကြည့်မယ်ဗျာဒါဆိုရင်3လို့မရဘူးလားဟုတ်ရနော်အဲ့ဒီမှာ new invoice လို့မပြောတော့ new invoice number လို့ပြောလိုက်နော် new invoice number string နဲ့မကျင်ညာတော့ဘူးကျွန်တော်တို့ဗာနဲ့ကျင်ညာမလဲဆိုတော့လောင်းကိန်းကနန်းဖြစ်လို့နော်ဒါဆို new invoice number လို့ပြောလိုက်မယ်ဒါဆိုရင် run ကြည့်လိုက်0ပဲ
new invoice number ဒါ S လား ဟာ what အဲ့ဒီ ဒီမှာ number လို့မရေးခဲ့လို့ new invoice number နော်လောင်း run ကြည့်လိုက်မယ်3ရဲ့ဟုတ်ပြီနော်အဲ့တော့ပြောင်းကြည့်မယ် A0 ထဲမှာကျွန်တော်တစ်ချက်သွားပြောင်းကြည့်မယ် new invoice number ကိုကျွန်တော်ဒီနာ10လို့ပြောင်းကြည့်မယ်နော်ဟုတ်ပြီနော်10လို့ပြောင်းကြည့်မယ် run ကြည့်လိုက်အောင်ဗျာ new invoice number 10အမှန်တကယ်တော့ဘာဖြစ်ရမှာလဲ 10ဆိုမှန်တယ်နောက်ဆုံးဟာအစ်စ်ဟာဆို အစ်စ်ဟာဆို17ဖြစ်ရမှာ 17ဖြစ်ရ ကျွန်တော်တို့ကဒါကိန်းကနန်းပဲရ1တိုးရမှာဆိုတော့ဒီကိန်းကနန်းကြီးကို +1 ပေးလိုက်မယ်လေ ပေါင်းလိုက်တော့ +1 လုပ်လိုက်မယ်1တိုးထားလိုက်ဟုတ်တယ်မလားဒီ less invoice ကြီးကို1တိုးထားလိုက်မယ် တစ်တိုးလိုက် run ကြည့်လိုက်မယ်17အတစ်သွားမှာကောင်17ဖြစ်သွားပြီသွားပါလား ဟုတ်ကဲ့ ဟုတ်လား ဒါပေမဲ့နှစ်မျိုးလုံးကဟိုအဓိကအခြေခံတာကတော့အဲ့ဟို text ကိုပဲချိန် ဒူပဲလေ format လေးနဲ့ text နဲ့ပဲကွာသွားတာကြဟိုမှာ text function နဲ့သုံးတာဒီမှာကျတော့ format လို့ပြောလိုက်တာ text ဆိုတာလဲကျွန်တော်တို့ကဘာပဲတော့ format ပြောင်းတဲ့ကောင်ပဲလေဒီမှာလေ format text ဆိုပြီးပါတာပဲ A0 နဲ့ဟိုနဲ့ကွာသွားတာပဲရှင်ဒီမှာဒီလေ format text ဆိုတာပဲ value ကို format text ပြောင်းတာပဲဟိုမှာလည်းအတူတူပဲလေကျွန်တော်တို့ format text ဆိုပြီးတော့ format နဲ့ပဲလုပ်တာလေနေရာကွာသွားတာပဲရှင်ကျွန်တော်အတူတူပဲ A0 ကျွန်တော်တို့ကဒါဒီနေရာမှာဒီတိုင်းကောက်ရေးလိုက် A0 advanced A0 မှာရှိတဲ့ဘယ်လိုပြောမလဲ function ကိုမသိရင်မရတော့ဟုတ်တယ်မလား format ကိုမသိရင်မရတော့ဘူးဗျာ right function မသိရင်မရတော့အဲ့ဒါမှနားလဲပါလေဒီတိုင်း plain ဒီစကားလုံးကြီးကိုသွားတင်နားမလဲနိုင်ဟုတ်တယ်နော် ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ရဲ့နောက်ဆုံး invoice 17တော့ရပြီအမှန်တကယ်17လို့လိုချင်တာလားဘာလို့လိုချင်တာလဲ အရှိရ00ပါ အဲ့ဒီ17ကိုကျွန်တော်တို့ format ထပ်ပြောင်းအောင်မ0011ပြောင်းဟုတ်လားတော့ပေါ့လား တော့ပါပဲ အဲ့ဒီကောင်ကြီးကို format ပြန်ပြောင်းအောင်ပါဆိုတော့ဒီနေရာမှာ0နေရာမှာကျွန်တော်ထပ်ပြီးတော့0ထပ်ထည့်လိုက်လို့မရဘူးလားထည့်ကြည့်မယ်ဗျာ0ထပ်ထည့်ကြည့်မယ်ဒါဆိုအဖြေဘယ်လိုထွက်မလဲ11လို့ပဲထွက်မှာမရအောင်ဒီကောင်ထည့်လို့မရအောင်ဒီဟာဒီတိုင်း ဟို plus နဲ့ပေါင်းရမရအောင် ရ အခုကျွန်တော်တို့ရပြီဗျာ new invoice number ဆိုပြီးတော့ရလာပြီ11ရလာပြီနော်11ရလာပြီအဲ့11ကိုကျွန်တော်တို့ဗာနဲ့ထပ်ဆက်မှာလဲဆိုတော့ new text format ဟုတ်တယ်အဲ့din new invoice တခါ invoice number မဟုတ်တော့ invoice ဆိုပဲထားလိုက်တော့မယ်စာသားပြောင်းတော့မယ် string နဲ့ထားလိုက်တော့မယ်နော်အဲ့တော့ new invoice စလုံးပေါင်းနေတော့မှန်မှရမယ် invoice invoice ညီမြချင်းနော် format ပြောင်းမယ် format format ဘာကို format ပြောင်းမှာလဲဒီ new invoice number ကြီးကိုပြောင်းမှာနော် new invoice number ကြီးကိုအဲ့ new invoice number ကိုဘာအနေနဲ့ပြောင်းမှာလဲ03လုံးအနေနဲ့ text 03လေးလုံးပေါ့နော်0လေးလုံး0011ပြောင်းချင်တာ哦new invoice number ပြောင်းမယ်ဒါဆို new invoice ဒီနေရာမှာဘောင်းချnew invoice 0011ရပါတယ်တွေ့လားလိုချင်တာက0011လို့လိုချင်တာလားအဲ့0မဟုတ် h ပါ ဒါဆိုရင်ရှေ့ကနေပြီးမှဆက်ပေးလိုက်မှာပေါ့ဒါဘက်ကုတ်တွေနဲ့မှာ h dash ပြီးရင် dash နဲ့ဆက်ချလိုက်အော်ဟုတ်လားဒါဆို run ကြည့်လိုက်ဟုတ်0011ရမလားဟုတ်ကဲ့ဟုတ်ပြီနော်ရအဲ့တော့0011ရသွားပြီဆိုရင်ဒီကျွန်တော်တို့က message ဘာအနေနဲ့လိုချင်တာမဟုတ်ဘူးဒီဟာကိုဘယ်မှာလိုချင်တာလဲဒီစေးတဲ့ကဒီအကွက်မှာလိုချင်တာ invoice ပါနော် invoice နဲ့လိုချင်တာဆိုတော့အဲ့ဒီအကွက်ပါလို့သွားထည့်လိုက်ရုံပဲသူကလက်ခံမဲ့ကောင်ဆို like ဒီ message box ကိုကျွန်တော်တို့ကဖြတ်ရင်လည်းဖြတ်ပလိုက်မယ်ဖြတ်ပြီးတော့လက်ခံမဲ့ကောင် say.range ဘယ်ကွက်လဲ e4 နော် e4.value e4 မှာထားမဲ့တန်ဖိုးကညီမျှချင်း new invoice value new invoice ဒါပဲသူ့ကို run ကြည့်လိုက်အဲ့နေရာမှာသွားပြီးတော့ထည့်လိုက်အဲ့0011ကြိုက်တယ်လို့sorry ဒီကောင်သွားထောင်းဒီကောင်သွားဖြတ်လိုက်မယ်ကြိုက်တယ်လို့ run auto tab visa ဒီကောင်ကြီးကိုဖြတ်ပလိုက်လေကျွန်တော်တို့ကဒီမှာ save data ထဲမှာA00 ရောင်းကြည့်မယ်2နဲ့ပဲဆုံးထားတယ်ဆိုပါစို့
2နဲ့ဆုံးတယ် run ကြည့်လိုက်ဟိုနေရာမှာ3သွားဖြည့်လိုက်မယ်မှားစရာမရှိတော့ဘူးနောက်ဆုံးရောက်ထားတဲ့ byte ကနေတွက်ချသွားပါဂျာတိတလို့ဒီမှာဖြတ်ဗျာထောပါလားနီယိုနှိပ်လိုက်တာနဲ့ဒီကောက်က run ပြီထောပါလားဟုတ်ပြီနော်အဲ့နီယိုနှိပ်လိုက်တာနဲ့ဒီကကုတ်တွေလည်းကျွန်တော်တို့တခါလဲဘာလို့ပြစ်ချင်တော့ဖြတ်ပြစ်ချင်တယ်ဗျာဒါတွေအကုန်ဖြတ်ပြစ်ချင်တယ်ထောပါလားဟုတ်ပြီနော်နားလေလားဟုတ်ကဲ့နားလေတယ်ဆိုတော့ဒါတွေအကုန်ဖြတ်ပြစ်ချင်တယ်ဆိုတော့ဒါဒီကောင်ကဘာလုပ်တာလဲနောက်ဆုံး invoice ကိုပေါ်ပေးတာနော်ဖြတ်တဲ့ကောင်ကကျွန်တော်တို့ရှေ့မှာရေးထားပြီးသား save ထဲမှာဒီမှာဖြတ်တဲ့ဟာရေးပြီးသားဒါကြီးကဖြတ်တာနော်အဲ့ဖြတ်တဲ့ကောင်ကိုကျွန်တော်တို့ copy ကူးလိုက်မယ် copy ကူးပြီးတော့အခု save new save ထဲမှာသွား paste လုပ်မယ်သွားပါလားအဲ့တော့ item run ရင်ဒီမှာအဖြေလုံးဝမပေါ်ဘူးဘာလို့လဲဆိုတော့ဖြတ်တာနောက်မှလာထားလို့နံပါတ်စင်တော့တက်ပြီးသွားပြီးတော့ဒီမှာအောက်ကြတော့ကောက်ဖြတ်ပလိုက်တာလေပြန်ဖြတ်ပလိုက်တာ E4 ကြီးကိုဒီမှာဖြတ်တာတွေ့လား E4 to E10 ဆိုပြီးတော့ဟုတ်လားဟုတ်ပြီနော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီမှာဖြတ်တဲ့ကောင်ကိုဘာလုပ်အောင်မလဲဆိုအပေါ်မှာထားအရင်ဖြတ်ပြီးကြကြမှာအသစ်ပေါ်run ကြည့်လိုက်ရင်အသစ်ပေါ်ရမလားโอเคရပြီဆိုရင်ကျွန်တော်တို့ခလုတ်ကလေးတွေဖန်တီးလိုက်မယ်ပေါ့ဗျာခလုတ်ကလေးတွေ insert ထဲကနေဘယ်ရောက်သွားလဲ shape rectangle တစ်ခုနဲ့ယူလိုက်မယ် shape format ထဲကိုသွားပြီးတော့အရောင်လေးတွေသွားပြင်မယ် shape outline လေးတွေသွားဖြုတ်မယ် effect ကလေးတွေကြည့်လို့ကောင်းအောင်တင်လိုက်မယ် right click edit text ထဲမှာ save လို့ရေးလိုက်မယ်စာသားမမြင်ရရင် text အရောင်မှာအရောင်တူနေလို့ဘိုးလေးတင်ကြည့်လို့ကောင်းမယ် alignment လေးတွေချိန်မယ်save ခလုတ်လေးရပြီလိုချင်တဲ့လောက်ထားမယ် save ပြီးတော့ရင်ရှေ့မှာ new လိုချင်တယ်ဆိုရင်ကျွန်တော် new ပေါ့ဒါဆိုရင်ကျွန်တော် new ကိုနှိပ်လိုက်တာ ਨੇ လှုပ်လို့အောင်ကုတ်ကို right click assign macro new say right click assign macro save နော်ဟာပဲရမလားရမယ်နော်အဲ့တော့ဆိုရင်ဦးမင်းဆိုပြီးထည့်ကြည့်မယ်ဖုန်းနံပါတ်ထည့်လိုက်မယ် address ရန်ကုန်ပေါ့ဗျာရန်ကုန်ပေးတိုက်က cash နဲ့ပေးတယ်ဆိုပါတော့နော်ဒီပေးတိုက်တွေကလည်းကျွန်တော်တို့က auto အလုပ်လုပ်မှာနော်ဒီလိုမျိုးဘယ်လိုပြောမလဲရိုက်တစ်ခါရိုက်ထည့်မနေတော့နောက်တစ်ခါကျတော့ရှိသလောက် round list နဲ့ပြခိုင်းတော့မှာနော်အဲ့တော့ item name မှာသူပါဝယ်မလဲဒီမဲ့ဝယ်မယ် coffee ဝယ်မယ်ဆို C003 happy မဟုတ်ဘူးဒါဆို002 C002 Sunday လည်းမဟုတ်ဘူးဒါဆို C001 super coffee ဘယ်နှထုတ်လဲထည့်လိုက်မယ်ဟုတ်ပြီနော် save ကိုနှိပ်လိုက်တာနဲ့ဒါလည်းအကုန်ပြတ်သွားမှာနော်ပြတ်သွားပြီနေယူကိုနှိပ်လိုက်တာနဲ့အတစ်ရောက်သွားပြီ004လည်းရောက်နေ3ပြီးသွားပြီဦးမင်းနှစ်မျိုးဝယ်ထားလို့နှစ်ခါပေါ်တယ်ရမလားဟုတ်ပြီနော်အစောနာလို့ကျွန်တော်တို့က quantity ဘယ်လောက်ထွက်သွားရလဲလို့သိချင်တယ်ဆို store ထဲမှာသွားချိန်မှာပေါ့ store ထဲမှာဘာနဲ့သွားချိန်မလဲ item ကုန်းနဲ့ပဲချိန် item name နဲ့ပဲချိန်လို့ရတယ် sum if range ကဘယ်ထည့်ရလဲဆိုတော့ say data ရောင်းတဲ့ထည့်က item ကုန်း comma criteria က store ထဲက item ကုန်း comma sum range က say ထဲက quantity enter ခေါက်လိုက်ပြီးပြီဒါဆိုရင် we go 9ကရောင်းထားရဆို9လို့ပေါ်လိမ့်မယ်အဲတော့ say data ထဲမှာသွားကြည့် we go က9ခုရောင်းထားလိမ့်မယ်တွေ့လားဟုတ်ပြီနော်တော့ပါတော့နော်ဒီလိုမျိုးလုံးဝတိတိကျကျပဲဟိုဘက်မှာရောင်းထားတဲ့အတိုင်းပဲကိုကာကိုလာ5ခုရယ်ဒီမှာ3ခုရယ်ဆိုကိုကာကိုလာ10ဘူးရောင်းထားရတယ် store ထဲမှာလည်း10လို့လာပြမယ်ရမလားဟုတ်နေရိုးနှိပ်လိုက်လို့ထပ်ပြီးတော့တိုးလာဆိုမတိုးတွေ့လား
805ကိုမတိုးဘာလို့ဆိုဟိုမှာနောက်ဆုံးနဲ့ကကောင်ကို8003မလို့ new name နဲ့8004ပဲကိုတိုင်းရိုက်မထည့်တော့ကိုတိုင်းရိုက်တယ်လိုက်ရှာနေအောင်ပါလေဒီစင်းရောရမယ်နော်ဒါကတော့ကုတ်နေသွားတာပေါ့နော်ဒီနောက်မှာတက်ကော်လန်အတစ်တိုးပြီးတော့ဒီကောင်ကိုပဲကျွန်တော်တို့အစောကလို့ဒီမှာလို့ဆိုရင်1နဲ့ဆိုပါစို့ဗျာ3ဒီလိုရသွားလိမ့်မယ်ဒီဘက်ကကုတ်တွေကို right နဲ့ဆွဲထုတ်ထားရင်နှစ်ဘက်စင်တွေသူကုတ်တွေရလာမယ်အဲ့ကုတ်တွေကိုကြာမှာကျွန်တော်တို့ကရှေ့က main ထဲမှာလှမ်းပြီးတော့ MAH maximum နဲ့ဒီထက်ကနေအများဆုံးကုတ်ဟောဒါဆိုနောက်ဆုံးကုတ်ရရောဟုတ်တယ်နော်နောက်ဆုံးကုတ်ရတော့အဲ့နောက်ဆုံးကုတ်ကိုကြာမှာရှေ့ကနေကျွန်တော်တို့သိရဲ့ test function နဲ့တွားပြီးတော့ထည့်မယ် comma 0 3လုံးထားမယ်ဆိုရင်003လို့ရလိုချင်တာက4လိုချင်တာဆိုတော့ maximum ကိုတစ်ပေါင်းလိုက်တော့004ရ004ကိုမှရှေ့ရနေပြီးတော့ကျွန်တော်တို့က h နဲ့မလောက်ပေးလိုက်ပါချိန်ပေးလိုက်ရင်800 4ဆိုပြီးရဒါကတော့နောက်ဆုံးကုတ်ကိုဒီမှာ column အသစ်တိုးပြီးတော့နောက်ဆုံးဟာကို maximum နဲ့အများဆုံးကိုရှာပြီးတော့နောက်ဆုံးဖန်တီးလိုက်တာကျွန်တော်တို့ကုတ်ရေးတာကြတော့အဲ့လိုမဟုတ်တော့ဘူးဘယ်လိုရေးလိုက်တာလဲဆိုတော့နောက်ဆုံးအကွက်ကိုရှာပြီးတော့အဲ့အကွက်ကတန်ဖိုးတွေကို right တွေ left တွေ mid တွေနဲ့ sorry right နဲ့ဆွဲထုတ် text format ပြောင်းပြီးတော့ပြောင်းရေးပြလိုက်တာနားလည်မလားရမယ်နော်အဲ့နီးလန်းတွေကတော့အမျိုးမျိုးရှိပါတယ်ကိုအသုံးပြုခြင်းတဲ့နီးလန်းကိုသုံးလို့ရတယ်အဓိကတော့ကြိုက်တဲ့နီးလန်းနဲ့သွား VBA ကုတ်နဲ့ပဲရေးရေးအခုလိုကျွန်တော်ရေးပြသလို VBA ကုတ်နဲ့ပဲရေးရေး function နဲ့ပဲရေးရေးအဓိကကုတ်ကိုကြိုက်တဲ့လောက်ကျွမ်းစပြီးတော့သုံးတဲ့သူပဲဘလို့လူပဲနေအပိုင်းအစမှာရှိတဲ့ function တွေ formula တွေကိုသိမှပဲရမယ်ဟုတ်တယ်နော်ဒီတိုင်းပဲကျွန်တော်တို့က plain သွားပြောမယ်ဆိုရင်ဒီဟာတွေသိပါမလားမသိနိုင်တော့ဥမာ right တို့ရေးတယ်ဆိုရင် right ကဘာလဲ format ကဘာလို့0ထားရလဲဒါတွေပါတစ်စင်ချင်းရှင်းလို့မရတော့ h နဲ့ဘာကြောင့်ဆက်တာလဲဒါမျိုးတွေဒါတွေကကျွန်တော်တို့ရှေ့မှာရှိတဲ့ function တွေ format တွေ formula တွေသိခဲ့မှာပဲရမယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဒီလောက်နဲ့နားလိုက်ပါမယ်နော် okay ပါ